ကြောင့်မလားလဲတွေ့ပဲကမင်းစိမ့်လို့တော့မောင်ပြုံးပြုံးတော့အတွေ့ခဲရသူပမာမလေးရဲ့မင်းတဘောစောချောနိုင်ဘူးမလွယ်ပန်းကလေးစက်ကူနဲ့လှုပ်ရှားတယ်လို့မျိုးမတော်ရှင်မတော်နိုင်ပါမောင်လို့လူရှမ်းကလေးတယောက်မို့နှောင်းနေနေတာလားရင်နာဆရာမင်းအတွက်ဒုက္ခဖန်တီးရ